Okay ဘာလဲကျွန်တော်တို့မစားဘူးတဲ့အစားအစာဖြစ်တဲ့ဘာလဲမီကြောင်းဒီခါလဲမီကြောင်းဦးရနေအိမ်မုံနဲ့ကြော်မီကြောင်းသူဘယ်လိုတွေမြန်လှုပ်စားမလဲဆိုတာထူးထူးဆန်းဆန်းဘဝတုဒ္ဒဗီဒီယိုလေးပေါ့နော်မိတ်ဆွေတို့စားဘူးလားတော့မသိဘူးကျွန်တော်တော့မစားဘူးတက်တက်နဲ့တကောစားဘူးလေကျွန်တော်ရဲ့မိတ်ဆွေများအရသာဘာအရသာလဲဆိုတာကွန်မန့်လေးပေးခဲ့ပါဦးနော်အရသာအစာပလာတွေကလည်းစုံစီနေဒီကောင်တစ်ကောင်ဆိုရင်လည်းဈေးတော်တော်ကြီးမယ်နော်အဲ့ဒါပါဒီတုံးဒီမော်ဒီရအဲ့လောက်ကြီးရအိုးလူလေးယောက်ကိုမနေဝိုင်းမာရ Oh my gosh ကျွန်တော်တို့တက်တဲ့ကိုဒီအသက်တွေရောက်ပြီးခါမှမစားဘူးစားဖို့အောင်လည်းဘယ်မှာတော့ဝယ်စားရမလဲမသိဘူးပင်လေရတာဆိုတော့ပင်လေအသားငါဆိုတော့ရှို့မယ်အမီးကိုတူနေထိုးပြီးကြိုက်စားစားကောင်းမဲ့ပုံပဲနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုရှုပြီးတော့တူတယောက်ရှိနေတာကျေးဇူးအများကြီးတင်ပါတယ်